ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Hope for Myanmar Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့ခွဲမွေပင်ရိုးရိုးပြန်မွေးလို့ရလားဆိုတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးဖော်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ခွဲမွေးထားတဲ့မမေတွေအနေနဲ့နောက်တစ်ခါကိုယ်ဝန်ဆောင်တဲ့အခါဘလို့မွေးရင်ကောင်းမလဲဆိုတာကြိုတင်ပြင်ဆင်ကြမှာပါ။ရွှေတစ်ခေါက်ကအကြောင်းမျိုးမျိုးကြောင့်ခွဲမွေးလိုက်ရပေမဲ့ဒီတစ်ခေါက်မှာရိုးရိုးပြန်မွေးရင်အဆင်ပြေမလားဆိုတာကတယောက်ချင်းစီအပေါ်မှာမူတည်ပါတယ်။တဲ့အိမ်မှာအမာရွတ်တကူရှိပြီးသားဖြစ်တဲ့အတွက်နောက်တစ်ခါမွေးရင်ဒီအမာရွတ်ကိုပါထည့်စင်စားတော့မှာပါအရင်ကတော့ခွဲမိပြီးရိုးရိုးပြန်မွေးတာကို vaginal birth after cesarean လို့ခေါ်ပါတယ်ကလေးများများယူဖို့အစီအစဉ်ရှိရဆိုရင်ခဏခဏခွဲမွေးတာကအဆင်မပြေပါဘူးခဏခဏခွဲမွေးရင်အမာရွတ်မှာအခြေကတ်တာဖြစ်တတ်လို့ပါကလေးခွဲမွေးတာကတခြားခွဲစိတ်နည်းတွေလိုပဲအနည်းနဲ့အများတော့ပြည့်ထွက်ဆိုကြိုးရှိပါတယ်။ရိုးရိုးမွေးမယ်ဆိုရင်ခွဲမွေးတဲ့အချိန်မှာကျွရနိုင်တဲ့ကြွေထွက်များတာ၊ဘိုးဝင်တာ၊တွေးခဲပိတ်တာ၊ဘေးနာကဦးတို့စေးအိမ်တို့ထိတာကိုကောက်ွယ်နိုင်ပါတယ်။ရိုးရိုးမွေးတာကဘာပြဿနာမှမရှိရင်24နာရီလောက်ပဲစေယုံမှနေရပါတယ်။တိုးတက်နေတဲ့နိုင်ငံတွေမှာဆိုရင်မနက်မွေးညနေပေးစတဲ့အခြေဖြစ်နေပါပြီ။ခွဲမွေးတာတက်ဆိုင်တော့အိမ်မြန်ပြရတာအမှန်ပါပဲ။ပထမကိုဝင်မာတွေကမိခင်ကရိုးရိုးမွေးချင်တာအကြောင်းတစ်ခုခုကြောင့်ဥမာရင်မွားရဲ့နောက်နေလို့ခွဲမွေးလိုက်ရတာမျိုးရှိပါတယ်။ဒီတစ်ခါတော့ရိုးရိုးပြန်မွေးလို့ရရင်မွေးမယ်ဆိုပြီးမိခင်ဆန္ဒရှင်ရင်ဘလို့မိခင်တွေကရိုးရိုးပြန်မွေးလို့ရနိုင်လဲဆိုရင်ခုကိုဝင်မှာတယောက်ချဲကိုဝင်ဆောင်ကြပြီးဆိုလိုတာကအမကိုဝင်မဟုတ်အရင်ကတခါတာမမဟုတ်နှစ်ခါပဲခွဲမွေးထားသူတွေမွေးထားတဲ့ခွဲကြောင်ကလည်းတအိမ်အောက်ပိုင်းမှာကလန်ဖြတ်ခွဲကြောင်ဖြစ်ရမယ်ခုကိုဝင်မှာတယောက်တည်းကိုယ်ဆောင်ကြပြီးရှေ့မှာတခါဘာမှမသိတဲ့ခွဲကြောင်နဲ့ဖိုက်ခွဲထားသူတွေဘာမှမသိဘူးဆိုပေမဲ့တောင်းလိုက်ခွဲထားတယ်လို့တန်တရားရှင်တော့မရပါဘူးဒီလိုဆိုရင်တော့အမွားမမေတွေကရိုးရိုးပြောင်းမွေးလို့မရဘူးလားလက်ရှိမှာအမွားကိုယ်ဆောင်ထားပေမဲ့အရင်ကအောက်ပိုင်းကလက်ခွဲကြောင်နဲ့တက်ခါတဲ့ခွဲမွေးထားဖို့ရင်ရပါတယ်ဒါကိုဝင်တဲ့ခွဲကြောင်ပေါ်အခြေခံပြီးပြောတာလည်းဖြစ်ပါတယ်အခြားချက်တွေထည့်စဉ်းစားဖို့လိုပါသေးတယ်။ရိုးရိုးပြန်မွေးလို့ရကြောင်းအကောင်းဆုံးအထောက်ထားတော့ရွှေမှာရိုးရိုးပြန်မွေးဖို့တာပဲဖြစ်ပါတယ်။ဆိုလိုတာကပထမကိုဝန်ခွဲမွေးပြီးဒုတိယကိုဝန်ကိုရိုးရိုးပြန်မွေးတာပါ။ဘာပြဿနာမှမရှိခဲ့ရင်ခုကိုဝန်ကိုလည်းရိုးရိုးပြန်မွေးလို့ရနိုင်ခြေများပါတယ်။ရိုးရိုးပြန်မွေးဖို့မသင့်တော်တဲ့မိခင်များရှေ့ခေါက်ကတောင်းလိုက်ခွဲကြောင်နဲ့ခွဲမွေးထားတဲ့သူတွေရှေ့ခေါက်ကဘာခွဲကြောင်နဲ့ဝေးလိုက်လည်းမသိပေမဲ့တောင်းလိုက်ခွဲကြောင်ဖြစ်နိုင်တယ်လို့ယူဆထားရတဲ့သူအရင်ကခွဲကြောင်ပြေးပြီးတအိမ်ကွဲပူးတဲ့သူကလေးမွေးတာမဟုတ်ပဲတအိမ်ခွဲစိတ်ဖို့လှုပ်ဖို့ရင်ဥမာတအိမ်အသားလုံးခွဲစိတ်တာရိုးရိုးပြန်မွေးဖို့မတင်တော်ပါဘူးဒါပြင်အောက်ပါအချက်တွေရှင်းလဲရိုးရိုးပြန်မွေးဖို့မတင်တော်ပါဘူးအမေကအသက်ကြီးနေတာကိုဝန်အပတ်40ထက်ကျော်နေတာ BMI 40ကျော်ကိုဝန်ဆောင်ချိန်မှာကိုလေးချင်းအစမတန်တက်လာတာကိုဝန်စိတ်တက်တာရွှေကိုဝန်နဲ့တနစ်ခွဲပဲချတာအရင်ကနှစ်ခါနဲ့အထက်ခွဲမွေးဖူးပြီးတခါမှရိုးရိုးမမွေးဘူးဆိုတဲ့မိခင်တွေရဲ့တဲ့အိမ်ကောင်းမပွင့်တာကြောင့်ဆေးထည့်ပြီးမွေးဖို့လှုပ်ဆော်နေရင်လည်းရိုးရိုးမွေးဖို့မလွယ်ပါဘူးခွဲမွေးပြီးမှရိုးရိုးပြန်မွေးမယ်ဆိုရင်ဘာတွေဖြစ်နိုင်တယ်လဲအောင်မြင်မြင်နဲ့ရိုးရိုးမွေးလိုက်နိုင်ရင်ကောင်းပေမဲ့အခက်မကျရင်အောက်ပါပြည့်ထွက်ဆိုကြတွေခံစားနိုင်ပါတယ်ရှားပေမဲ့ဖြစ်တတ်တာကတဲ့အိမ်ခွဲတာပါအရင်ခွဲထားတဲ့ခွဲကြောင်အမရွက်ပြဲပြီးတအိမ်ခွဲတက်ပါတယ်ဒါအခက်မသိရင်တအိမ်ကိုလောဝထုတ်ပြရနိုင်ပါတယ်ဒါဆိုရင်နောက်ထပ်ကိုဝန်ဆောင်လို့မရတော့ပါဘူးဒါကြောင့်အဆန်မွေးကြည့်ပြီးမရရင်ကြံပြီးခွဲခန်းဝင်ပြီးခွဲမွေးတာပါရိုးရိုးပြောင်းမွေးရဆိုပေမဲ့အခက်မသိရင်ခွဲမွေးလိုက်ရနိုင်တယ်ဆိုတာကိုလူနာနေနဲ့တည်ထားဖို့လိုပါတယ်ခွဲမွေးပြီးရိုးရိုးပြန်မွေးလို့ရမရဆိုတာကတယောက်ချင်းစီရဲ့ကျမရဲ့အခြေအနေလက်ရှိကိုဝန်အခြေအနေနဲ့လည်းစိုင်းနာကြောင့်ကိုဝန်မယူခင်ကလေးကဘလို့မွေးလို့ရမလဲဆိုတာကိုဆရာဝန်နဲ့ကြိုတင်တိုင်ပင်ထားတာအကောင်းဆုံးပါပဲဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ခွဲမွေးပြီးရင်ရိုးရိုးပြန်မွေးလို့ရလားဆိုတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ကိုဝန်ဆောင်မေမေတို့အနေနဲ့မမွေးခင်မှာကိုဝန်မယူခင်ကလေးကဘလို့မွေးလို့ရလဲဆိုတာကိုဆရာဝန်နဲ့ကြိုတင်တိုင်ပင်တာတော့အကောင်းဆုံးပဲဖြစ်ပါတယ်
ကောင်းမွန်သောနီလန်ကိုရွေးချယ်နိုင်ကြပါစေရှင်။ဟုတ်ကဲ့ပါရှင်အဆုံးထိနားဆင်ပေးကြတဲ့ပရိသတ်တို့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ထပ်လည်းကျမတို့ရဲ့ channel လေးကနေပြီးတော့ပရိသတ်တွေအတွက်ကျမကြီးနဲ့ဘုသူတရဝေယအကြောင်းတွေကိုတင်ဆက်ပေးဦးမှာဖြစ်လို့အတိတ်တော်ရီတင်နိုင်မလို့တန်တရှင်းနိုင်ဖို့အတွက်ဘေးနာချက်ပေးခေါင်းလေးကိုလည်းနေထားပေးကြပါအောင်နော်။ဟုတ်ကဲ့ပါရှင်ဒီဗီဒီယိုလေးကပရိသတ်တွေအတွက်အကျိုးရှိစေရဆိုရင်တော့ like and subscribe နေထားပြီးဖို့တောင်းဆိုပါရစေ။